ဒီကျိုးလေးကတော်တော်လှတယ်နော်ဒီကျိုးလေးဆိုရင်ဒါလေအစ်စ်ထဲမှာပေါ့နော်အစ်စ်လောက်မယ်ဆိုရင်ဒါသိန်းကိုအနည်းဆုံးတော့50လောက်တော့ပေးရလိမ့်မယ်တစ်ချက်ကြော်လောက်အဟန့်ရှိတာဒါကိုစုမြတ်ကရွှေစိန်အယောင်ထွက်တိုင်းကို stainless steel တွေကသွင်းမိထားတာအစ်စ်ရွှေအစ်စ်ထဲမှာဆိုရင်တော့သိန်း50လောက်ပေးရမယ်အဲ့ဒါကိုစုမြတ်ကရွှေစိန်အယောင်ထွက်နဲ့တူအောင်သွင်းမိထားတယ်เนาะဒါ stainless steel ပါရှင်เนาะ stainless steel quality အမျိုးအစားတွေကသွင်းမိထားတယ်ဒီပစ္စည်းလေးတွေကကြတော့ယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရတယ်ဒါပေမဲ့ဒီပုံစံလေးကကြတော့လေစုမြတ်စီမှာယောက်ျားလေးကအဝတ်ပုံများတယ်เนาะယောက်ျားဝတ်လေးပေါ့เนาะဒါ stainless steel ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးချိတ်ခေါင်းနေပဲလာလိမ့်မယ်နော်ဒီလိုမျိုးချိတ်ကောင်းနေပါနော်ဒါ stainless steel ပါသူ့ရဲ့ပုံစံလေးကကြတော့ chain ပုံစံမျိုးလေးလာလိမ့်မယ်ဒီမှာနော်ဒါဒီလိုမျိုးလေး chain သူကကြတော့လေ MC တိုးလို့လေပြောလို့ရတယ်ဒါပေမဲ့ तू ကဗျာဆက်ဖြတ်မပါဘူး chain ပုံစံမျိုးလေးနော်အဟန့်လေးကကြတော့ तू ကနှစ်ချက်ကြော်အဟန့်လောက်ရှိမယ်လုံးဝကိုမှအလဲချိန်နဲ့လာမယ်နော်ဒါကလေရွှေအစ်စ်မှာဆိုရင်ဘယ်လိုအလဲချိန်ရှိလဲအဲ့လိုအလဲချိန်အတိုင်းကိုလာမယ်စတီးထက်ရဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကဝိတ်ပါမယ်နော်ရွှေစိန်ကကြတော့အဲ့လောက်ဝိတ်မပါပဲမယ်စတီးကကြတော့စတီးဖြစ်တဲ့အတွက်ကြောင့်မလို့ဝိတ်ပါမယ်ဂျိတ်ကတော့ဒီလိုမျိုးဂျိတ်ကောင်းလေးနဲ့ပဲလာမယ်အဲ့လိုမျိုးဂျိတ်ကောင်းပြီးတော့24လက်မှခေါင်းစုပ်ပါနော်24လက်မှခေါင်းစုပ်အဟန့်အနေထားလေးအဲ့လိုမျိုးရှိလိမ့်မယ်ယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရလိမ့်မယ်သူကတော့တကြိုးကိုစုမြတ်စီမှာမြန်မာငွေ2100ကျပ်ပါရှင်ဒါကကြတော့ဒီလိုမျိုးပေါ့နော် stainless steel international တွေမှာလာတဲ့ဒီလိုမျိုးချိတ်လေးနဲ့ယူမယ်ဆိုရင်2100ဒီချိတ်ကောင်မှမကြိုက်ပါဘူးနာကြီးချိတ်ပြောင်းတက်ချင်တယ်ဆိုရင်နာကြီးချိတ်ပေါ်ကတီးတန့်ပေးရလိမ့်မယ်နာကြီးချိတ်ကကြတော့ဆွေးနွေးတို့စီမှာကအထူသားအကောင်းလိုင်းကိုပဲဆွေးနွေးတို့ကတက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အဟန့်သူ့ရဲ့အနေထားနဲ့ site တူတယ်နာကြီးချိတ်ကိုပဲဆွေးနွေးတို့ကတက်ပေးတယ်ပေါ့နော်အဲ့လိုမျိုးအယောင်ထွက်ကအစအရန်လှတယ်သူကလေရွှေရည်စိန်အယောင်ထွက်ဆိုတော့သူကရွှေအစ်စ်အယောင်ထွက်အတိုင်းသူကရလိမ့်မယ်ဝင်းအိနေအောင်ရလိမ့်မယ်သူကတော့15ပေးရဲ့အယောင်ထွက်လိုမျိုးလှလိမ့်မယ်ဒါလေးကကြတော့ stainless steel တွေကထွက်ထားတာပါเนาะ stainless steel ထဲမှာဆိုရင်ဒီလိုမျိုးအယောင်ထွက်နဲ့ထွက်ထားတာကအရန်ရှားတယ်ဒီလိုမျိုးနော်ဒီလိုမျိုး size ဒီလိုမျိုးပေါ့နော်အဟန့်ကြီးဒီလိုမျိုးအယောင်ထွက်နဲ့ stainless steel မှာထွက်ထားတာကလက်ချိုးရည်လို့ရတယ်เนาะပုံမှန်အဖြစ်က stainless steel ဆိုရင်73ပေးရဲ့အယောင်ထွက်နဲ့ပဲလာတယ်ဒါလေးကကြတော့16ပေးရဲ့15ပေးရဲ့အယောင်ထွက်လိုမျိုး stainless steel တွေမှာလာတယ်အရန်လှတယ်လူကြိုက်လဲအရန်များတယ်အခုစုမျက်စီမှာပစ္စည်းဝင်ထားတယ်တကြိုးကုန်2000နဲ့မှ1000နဲ့စုမျက်စီမှာရပါမယ်စုမျက်စီမှာပေါ့နော်ဒီလိုမျိုးstainless steel တွေကကြတော့ကိုကနေ့စဉ်အကျန်းဝတ်မယ်ဆိုရင်တော့မှ6လလောက်ကအေးစစ်စစ်ဝတ်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အားသာချက်ကကြတော့နေ့စဉ် daily အကျန်းဝတ်လို့ရတယ်အားနည်းချက်ကကြတော့သူကအယောင်ကျသွားရင်အယောင်ပြန်တင်ပြီးတော့မှသုံးလို့မရဘူးပေါ့နော်ရွှေရည်စိန်ကကြတော့အယောင်ပြန်တင်ပြီးတော့မှသုံးလို့ရတယ် stainless steel ရဲ့အားနည်းချက်ကကြတော့ချိတ်ကဒီလိုမျိုးချိတ်ခေါင်းလေးနဲ့ပဲအမြဲတမ်းလာတယ်နာတီချိတ်နဲ့လာတာမရှိဘူးရှားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်အဲ့ဒါကြောင့်မလို့ကိုကြိုက်နဲ့တက်တဲ့ပစ္စည်းကိုပေါ့နော်အမျိုးအစားလေးကိုရွေးပြီးတော့မှမှာပေးလို့ရပါတယ်ရှင်